တော့ကမှဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကနောက်လာမယ့် update 4.3 မှာပါလာမယ့်ကြီးကြီးမားမားပြောင်းလဲချက်တွေနဲ့ဘယ် feature တွေအသစ်ပါလာမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးမစခင်ကျွန်တော် channel လေးကို like and subscribe လုပ်ပေးထားကြဖို့ပြောချင်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုဆက်လိုက်ကြအောင် let's go okay ပထမဆုံးကျွန်တော်တို့ပြောင်းလဲချက်အနေနဲ့ကျွန်တော်ဒီ B ကိုဆွဲလိုက်မယ်ဆိုရင်အရင်လိုမဟုတ်တော့ပဲဒီလိုမျိုးအဖြူရောင် team နဲ့ဒီမီးခွေးရောင် team လေးတွေကိုသုံးမိထားတွေ့ရတယ်ပေါ့နော်အရင်ပုံစံတက်ကိုကျွန်တော်တို့ပိုလန်းသွားတာကိုတွေ့ရပါတော့အဲ့တော့မျက်စိလည်းပိုရှင်းသွားပါတယ်အဲ့တော့ဒါက beta version ဆိုတော့ဒါအသေးစိတ်တော့မလာသေးဘူးပေါ့နော်အဲ့တော့နောက်တကယ်အစ်စ်လာမှာပဲဘယ် feature တွေပြောင်းလဲလာမလဲဆိုတော့ကျွန်တော်တို့တိတိကျကျသိရမယ်ပေါ့နော် okay နောက်တစ်ချက်ကတော့ကျွန်တော်တို့တငယ်ချင်းခေါ်တဲ့ဟာလေးကကျွန်တော်ဘေးမှာ download လေးဖြစ်သွားရပါတော့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ map view ရဲ့နေရာမှာလည်းကျွန်တော်နည်းနည်းလေးသေးထားတာတွေ့ရပါတော့ okay ကျွန်တော်ပြောရမယ်ဆိုရင် friend ခေါ်တဲ့နေရာလေးနည်းနည်းပြောင်းလဲသွားတာတွေ့ရပါတော့အခုလောလောဆယ်တော့နောက်တစ်ခုအနေနဲ့တော့ကျွန်တော်တို့ season ပဲဖြစ်ပါတယ်ကျွန်တော်တို့ season ထဲမှာဆိုရင်လူမျိုးပုံစံလေးတွေ့ရမှာဖြစ်ပါတယ်ဒီ event ရဲ့ပုံစံနေထားတော့ကျွန်တော်တို့မီကိုရောင်နဲ့အဖြူရောင်ဘက်ကိုသွားရတယ်ပါနော်အဲ့တော့ season နေထားတော့ကျွန်တော်ပြောတဲ့အတိုင်းမီကိုရောင်နဲ့အဖြူရောင်တိုင်းပါမယ် okay ကျွန်တော်တို့ဒီ infantry ထဲမှာလည်းတခြားပြောင်းလဲသွားရတော့မရှိပေမဲ့ဒီ event အနေထားရတော့မီကိုရောင်နဲ့အဖြူရောင်ပဲတွေ့ရရပါတော့တခြားဒီ gun ပုံစံကားပုံစံလေးတွေလည်းနည်းငယ်သေးသွားတာတွေ့ရပါတော့တော်တော်ရိုးရှင်းသွားတာတွေ့ရပါတယ် okay ကျွန်တော်တို့ဒီ game စပြီဆိုရင်တော့ကျွန်တော်အရင်ကပေါ်လာမှာဒီ scale 5ခုပဲဖြစ်ပါတယ် okay ပထမဆုံးဒီ scale လေးကတော့ကျွန်တော်တို့ဒီ pro လိုက်ပြီဆိုရင် zone တစ်ခုပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ zone အတွင်းမှာ enemy ဘယ်နှယောက်ရှိတယ်ကားဘယ်နှစီးရှိတယ်ဆိုတာကိုဖော်ပြမိမှာဖြစ်ပါတယ် okay ကျွန်တော်ဒီတစ်ခုကတော့ကိုယ့်ဘွဲတငယ်ချင်းကိုကယ်လို့ရှိရင်တိုင်မှာပုံမြန်မဲ့ power လေးပဲဖြစ်ပါတယ် okay ဒီ power လေးကတော့ဒီ brother တို့ရဲ့ကားကစီတအားကြီးမကုန်းတော့ဘူးပေါ့နော်ပြီးလို့ရှိရင်ဒီတခြားကားထက်ဆိုင်ရင် brother တို့ဒီ power လေးယူထားမယ်ဆိုရင် brother တို့ရဲ့ကားကတရက်နဲ့ပြစ်ခွဲနေမှာတခြားကားထက်ဆိုင်နောက်ကျမှပေါက်မယ်ပေါ့နော် okay ဒီ power လေးတော့ brother တို့ enemy တယောက်ကို not တာပဲဖြစ်ဖြစ်တတ်တာပဲဖြစ်ဖြစ်လွတ်လိုက်ပြီဆိုရင် brother ရဲ့ movement ကခဏတာအနေငယ်မြန်သွားမယ်ပေါ့နော် okay ဒီ power လေးကတော့ brother တို့ enemy တယောက်ကိုပြစ်လိုက်ပြီဆိုရင်အဲ့ဒီ enemy ရဲ့အပေါ်မှာဒီအနီရောင်ဆက်လေးတွေ့ရမှာဖြစ်ပါတယ်အရင်တော့လည်းဒီ feature လာပြီးသွားပြီပေါ့နော်ဒီ brother တို့ခဏတာအဲ့ဒီ enemy ဘယ်နားမှာလဲဆိုတာမြင်ရမှာဖြစ်ပါတယ် brother တို့ဒီ update မှာဆိုရင် event အကြီးနေရ၄ခုတွေ့ရမှာဖြစ်ပြီးတော့တခြားဒီ event အသေးတွေတော့တော်တော်များများတွေ့ရမှာဖြစ်ပါတယ် brother တို့ event အကြီးနေရမှာဆိုရင်ဒီကားပြိုင်တဲ့ပုံစံအနေထားကိုတွေ့ရမှာဖြစ်ပါတယ်ဒီ update ကဒီကားပြိုင်တဲ့ဟာကိုအဓိကလုပ်ပေးထားတယ်လို့ကျွန်တော်မြင်နေပေါ့နော်အဲ့တော့ပုံစံအနေထားရဆိုရင်တော့ကျွန်တော်ဒီအိမ်တချို့ကိုဒီမျိုး3ထပ်တိုက်ပုံစံတွေပြောင်းပေးလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်တခြားနေရာလေးထည့်ပေးလိုက်တာပဲဖြစ်ပါတယ်အခုဒီမှာဆိုရင်ဒါပုံမှန်အိမ်2ထပ်ကို4ထပ်ပုံစံပြောင်းလိုက်တယ်ပေါ့နော် okay ဒီ update မှာဆိုရင်တော့ဒီ brother တို့ item တစ်ခုတည်းအောင်ဖြစ်ပါတယ်အဲ့ဒီဟာလေးကတော့ energy shield ပဲဖြစ်ပါတယ်အဲ့တော့ဒီ energy shield လေးအသုံးပြုပုံကတော့ brother ဒီ energy shield လေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ brother တို့ရဲ့ပတ်လည်မှာဒီဒိုင်းပုံစံပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ဒီဒိုင်းထဲမှာဆိုရင် brother တို့ကအပြင်ကိုလည်းပြစ်လို့မရသေးဘူးအပြင်ကနေလည်းအထက်ကိုပြစ်လို့မရပါဘူး okay ကျွန်တော်ကားစီးပြီဆိုရင်ကျွန်တော်ပြထားတဲ့ပုံစံလေးပေါ်လာမှာဖြစ်ပြီးတော့အဲ့ဒါကိုနှိပ်လိုက်ဆိုရင်တော့အဲ့ဘေးနားမှာအဲ့ဒီကျွန်တော်ပြထားတဲ့ပုံစံလေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါကိုနှိပ်လိုက်ရင်တော့ကျွန်တော်ပြထားတဲ့အတိုင်းပဲကားမြင်သွားမယ်ပေါ့နော်ဒီကားမြင်သွားတဲ့ဟာလေးကျွန်တော်တော်တော်ကြိုက်တယ်ပေါ့နော်အဲ့လိုဆိုတော့တခြား enemy ကိုလိုက်တာပဲပြေးတာပဲဖြစ်ဒီကားလေးနဲ့ဆိုရင်အရှိအားကုန်စရာမလိုတော့ဘူးပေါ့နော်ကျွန်တော်မြေပုံမှာရှိတဲ့ A ပုံစံနေရာလေးကိုလိုက်မယ်ဆိုရင်တော့ကျွန်တော်ပြထားတဲ့အတိုင်းပဲပုံမှာဖြစ်ပါတယ်ဒီ A ပုံစံလေးကကျွန်တော်တို့ဒီဘေးမှာအဲ့ဒီ B လေးကနေပြီးတော့ A ပြောင်းသွားမှဝင်လို့ရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအယောင်တောက်နေတဲ့ပုံစံလေးတွေ့ရမှာဖြစ်ပြီးတော့ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒီသူ့ပတ်လည်မှာဒီအိမ်လေးတွေကပေါ့နော်အယောင်ပြောင်းသွားမှာဖြစ်ပါတယ်အခုကျွန်တော်ပြထားတဲ့အတိုင်းအဖြူရောင်နဲ့မီးခိုးရောင်ပုံစံလေးပေါ့နော် okay အခုဆိုရင်ကျွန်တော်တို့ဒီ potion key ရဲ့ event အကြီးနေရာမှာဒီလိုမျိုး main ပုံစံအိမ်ကြီးကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီ main ပုံစံအိမ်နဲ့ဝင်သွားမယ်ဆိုရင်တော့ဒီလိုမျိုးပုံမှန် event တွေလာနေကြဒီ PC တွေရှာပြီးတဲ့ပုံစံတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ open ကိုနှိပ်လိုက်မယ်ဆိုရင်တော့ပုံမှန်အတိုင်းပဲ PC တွေကျလာမယ်ပေါ့နော် okay ကျွန်တော်တို့ဒီ A ဆိုတဲ့ logo ပါတဲ့အိမ်ကိုဖွင့်လိုက်မယ်ဆိုရင်အခုကျွန်တော်ပြထားတဲ့အတိုင်းအဖြူရောင်အိမ်ပုံစံလေးပြောင်းသွားမှာဖြစ်ပါတယ်ဒီ A ပုံစံတွေကတော့ကျွန်တော်တို့အရင်နှစ်တည်းကလာခဲ့တဲ့ update တွေကို event တွေကိုပြတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်2021-2022ကလာခဲ့တဲ့ရောင်စုံပုံစံ event လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီ event တွေမျိုးတော့ကျွန်တော်မှတ်မိတော့ပေါ့နော်ဒါဆိုလည်းကျွန်တော်တို့မိုက်တဲ့ event တွေထဲမှာပါပါတယ်ဒီအထက်ထဲကလူကို open နှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ပစ္စည်းတွေကြားလာမှာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘေးက
အတုံးလေးပေါ်မှာအဲ့ဒီ event တော့လာခဲ့တဲ့ပစ္စည်းလေးတွေကိုပြသပေးထားတာပဲဖြစ်ပါတယ်အခုဆိုရင်အဲ့ဒီ event မှာဒီလိုမျိုးအဖြစ်အောင်မြတ်အင်းကြီးလေးလာခဲ့ရပါတော့โอเคတခြားပစ္စည်းရတော့ဒီမှာကျွန်တော်တို့ grocer တွေ့ရတာပဲဖြစ်ပါတယ်ဒီ grocer လည်းအဲ့ဒီ event တော့လာခဲ့တဲ့ gun တက်လက်လို့ပြောလို့ရမှာပေါ့နော်ဒါဆိုရင်โอเคနောက်တစ်ခုကတော့ S နေရာပဲဖြစ်ပါတယ်ဒီ S နေရာကတော့စွမ်းလိုပဲ E ပုံစံလိုပဲဒီနေရာလေး S ပြောင်းသွားမှရမယ်ပေါ့နော်ကျွန်တော် S နေရာကိုဖွင့်လိုက်ပြီဆိုရင်တခြား E နေရာထက်ကိုဒီ S နေရာလေးကတော်တော်မိုက်တယ်လို့ပြောရမှာပေါ့နော်အခုဆိုရင်ဒီတိမ်ပုံစံပေါ်လာပြီးတော့ခင်းအောင်ပုံစံလေးနဲ့ဒီကြောက်မဲ့နာပုံစံလေးပေါ်လာရပေါ့နော်သူ့ animation တော်တော်မိုက်တယ်လို့ပြောရမှာပေါ့နော်ဒီမျိုးဒီ wing ကပါလိုမျိုးလားဘယ်လိုပြောရမလဲ portal ပုံစံပေါ်လာပြီးတော့မှဒီအထဲထဲကနေဒီမျိုးကြောက်စလစ်ခဲတွေပေါ်လာပြီးတော့ဒီမျိုးအိမ်ပုံစံလေးဖြစ်သွားတာပေါ့နော်တော်တော်မိုက်တဲ့ animation လို့ပြောလို့ရရပါတော့โอเคကျွန်တော် DS နေရာမှာဆိုရင်တော့ spin လဲလို့ရတဲ့ပုံစံကိုသိရမှာဖြစ်ပါတယ်ဒီ spin ထဲမှာဆိုရင်တော့ကျွန်တော်ထင်တာတော့ power နဲ့သက်ဆိုင်တဲ့ item တွေကိုဖော်ပြပေးထားရတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီ spin ထဲမှာရှိတဲ့ item တွေတော့ကျွန်တော် update ထွက်လာမှာပဲအသေးစိတ်ပြောပြပေးမယ်ပေါ့နော်โอเคကျွန်တော်နောက်တစ်ခုကတော့ဒီ flag ခေါ်လို့ရှိရင်ကြာလာမယ်ကားပုံစံပြောင်းသွားမယ်လို့ကျွန်တော်သိရတယ်ပေါ့နော်အဲ့ဒီကားထဲမှာကျွန်တော် gun တက်လက်ပါပြီးတော့လူတစ်ယောက်ကအဲ့ gun ထဲကနေကျွန်တော်ပြစ်လို့ရရဆိုပြီးတော့ကျွန်တော်တွေးရတယ်ပေါ့နော်ကားပုံစံလေးတော့ဒီလိုလေးပါโอเคဒါဆိုတော့ကျွန်တော်တို့ဒီ update 4.3 မှာပါလာမယ်ကြီးကြီးမားပြောင်းလဲချက်တွေနဲ့နောက် update မှာဘာတွေပါလာမလဲဆိုတော့ brother တို့နားလည်သဘောပေါက်တယ်လို့ကျွန်တော်ထင်ပါတယ် event လာမယ့်နေ့လေးကျွန်တော်တို့12ရက်နေ့3လပိုင်း2026မှာလာမယ်ပေါ့နော်โอเคအားလုံးပဲဒီနေ့ဗီဒီယိုလေးလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ